ဖိုးတူတို့အားလုံးကလည်းကျင်းစော့ကျင်တာနဲ့တရေတွေလိုဟန်ဆောင်ပြီးနေလိုက်ကြတယ်ကျင်းထရိနာတရေကသူတို့နာကိုရောက်လာတယ်မင်းတို့ကဘယ်ရလဲကွာဘာလို့ဒီတဲ့ကိုဝင်လာလဲငပိန်တယောက်နေလေကင်းမှာတော့သူ့အိမ်မှာငပြောပြရုံကန်ပြီးတိုင်းလေးကျင့်နေရော်ရီရှော့ကွာကဲဟာငါဘာလို့နေရလဲမသိဘူးကြည့်ရတော့အားလုံးနေရတင်နေအာနေနဲ့ထက်တဲ့ပြီးတော့ကန်ပြက်လိုက်ငပိန်အဲ့လိုတွေ့ပြီးကန်မဲအလုံးငပြောပြကအသက်ဝင်လာတယ်အမလီလေးမဲမင်းကြီးသားရေတောင်းမှန်ပါလေထက်မကန်ပါနေတော့ဘိုက်တီလေးနားလာပါပြီတဲ့အိမ်မဟုတ်ဘူးငပြောပြမှာဟာငပိန်လေးငပြောပြစကားပြောတော့ကြောင်သွားတယ်ဟမ်ငပြောပြစကားပြောတယ်ဟာဟုတ်တယ်မပြောဘဲနေလို့မရတော့လို့ပြောရတာတဲ့အိမ်မဟုတ်ဘူးနော်တဲ့အိမ်မဟုတ်မှတော့သိပါတယ်ဗျဟိုတိုင်းမဲ့တိုင်းချင်မိကန်စရာဆိုလို့ဒါပဲရှိတာလေတရက်ပင်တို့တမပင်တို့တွားကန်ပါလားသူတို့လေအပင်မဲဟာအဲ့ဒီပင်တွေကိုကန်ရင်ကျွန်တော်ခြေတော့နာမပေါ်ဗျအော်ကိုနာမကိုကြကိုသိတယ်ပေါ့ဟုတ်လားတရားလိုက်တာအခုငါ့ကိုကန်တော့ကြမနာဘူးလားဟူးမှန်းသားမနာဘူးလေအဲ့ဒါကြောင့်တိုင်းကျင့်နေရပါဗျအေးမင်းကန်လို့ငါ့ရဲ့ပင်စီလဲပိတ်ရှုံနေပြီဟဲ့ကြည့်လိုက်အောင်ပြောပြီးပြီလေဗျာကန်မို့နေရမရှိဘူးလို့ငါပြောပြီလေသူ့သားမနိုင်ပြီးရောပြောပြဖို့အတွက်ဆုံးဖြတ်လိုက်တော့တယ်မင်းတိုင်းလဲကျင့်လို့ရမယ်အားကစားလေးလုပ်လို့ရမယ်ဆိုရင်အဲ့လိုနေအောင်မသွားချင်ဘူးလားဟမ်အဲ့လိုနေရာရှိလို့လားဗျဟိုကျွန်တော်ရွာမှာတော့မရှိပါဘူးဗျာဒီရွာမှာတော့မဟုတ်ဘူးဒီရွာရဲ့ရှေ့ကရွာမှာရှိတယ်ပင်စီနာလို့ကျွန်တော်ကိုလိန်ပြောနေရတော့မဟုတ်ပါဘူးနော်လိန်စီရလားမကြုံရင်သွားကြည့်လိုက်အဲ့ဒီမှာလေတဲအိတ်လည်းရှိတယ်အလေးမဆရာတွေရောအစုံရှိတယ်ဟုတ်ရင်ဟုတ်ပေါ့ဗျာမဟုတ်လို့ကတော့လေငါပြောပြီးတော့အမြစ်ကနေစပြီးခုတ်ပြမှာအမလေးဟဲ့အပြောနဲ့တွေကိုငါမှနားနေပြီဒါမဲ့တခုတော့ရှိရနော်ဘာလေးဗျအဲ့တခုကအားကစားရုံပြက်ကြီးဆိုတော့တရေတွေတော့ရှိတယ်ဟိုဒါမဲ့မချောက်ပါဘူးသူတို့ကလေသူတို့ဂျင်းစော့နေကြတဲ့သူတွေပဲဂျင်းကိုဆွဲပြီးတော့မကျွတ်လို့ကြတာအော်ဟိုဂျင်းကိုဆွဲကြတဲ့တရေရှိသေးရလားရပါတယ်တရေတွေနဲ့အတူတူဂျင်းစော့တာပေါ့အဲ့လိုပြောပြီးငပိန်လဲခီးထွက်ဖို့အတွက်ဖိုးတူးတို့ကိုပြောဖို့ဖုန်းခေါ်လိုက်တော့တယ်ဒီလိုနဲ့နောက်နေ့မနက်မှာတော့ငပိန်တယောက်ထော်လာကြီးနဲ့အားလုံးကိုပတ်ခေါ်ပြီးဖိုးတူးအိမ်ကိုရောက်လာတယ်ဖိုးတူးကအိမ်ရောက်တက်မှာသူတို့ကိုကြောပွဲတလုံးနဲ့စောင့်နေရပါငပိန်တို့အားလုံးထော်လာကြီးပေါ်ကနေခုန်ဆင်းလိုက်ကြတယ်ကြားလိုက်တာကွာမင်းတို့ကလေမျောနေလိုက်ရတာတိတ်ကလေးကိုဖြစ်တော့ထော်လာကြီးပေါ်ကနေဆင်းလာတယ်ကိုချက်ကြီးကိုမြင်တော့ဟမ်ကိုချက်ကြီးရောပါရလားဗျဟုတ်တယ်ငပိန်ပြောတာကတော့တရေချောက်တဲ့စီကိုသွားမှမို့ကျုပ်ကိုခေါ်ရတယ်လေကျွန်တော်ကအပျော်ခီးပဲထင်နေတာဗျအဲ့ရောမင်းကမလိုက်ဘူးလားပြောလိုက်မှာပေါ့ဟာငါအခုတလောခီးသွားကျင်နေရဘယ်ဖြစ်ဖြစ်လိုက်တယ်ဒါနဲ့တုပ်ပေါ်နဲ့မိဝိုင်းမရောသိလားအစားကတော့တရေချောက်တဲ့နေရာဆိုတော့မလိုက်ဘူးလုပ်နေတာကိုချက်ကြီးပါတယ်ဆိုလို့လိုက်လာတာရင်ငါ့ကိုလည်းမုတ်ဝဲကျွေးမယ်ဆိုပြီးခေါ်လာတာမဟုတ်ရင်တော့လေတရေချောက်တဲ့နေရာဆိုတာငါနဲ့တရားတန်တန်းမယ်ကွအေးပါကွာကဲပါဘလို့ဖြစ်ဖြစ်လူစုံတော့ပြောဖို့ကောင်းတာပေါ့သွားကြမယ်လေဖိုးတူးတို့လည်းထော်လာကြီးပေါ်တက်လိုက်ကြတယ်ဒီလိုနဲ့ထော်လာကြီးလေးကဖိုးတူးအိမ်ကနေထွက်လာတယ်ဒီလိုနဲ့သူတို့တည်းဂျင်းပြက်ကြီးရှိကိုရောက်လာကြတယ်ဟဲ့အောင်ငပိန်မင်းပြောတဲ့တရေချောက်တွေဆိုတာဂျင်းုံကြီးလားကွာအေးဟုတ်တယ်ဂျင်းပြက်ကြီးပေါ့ကွာပစ္စည်းတွေအစုံရှိရနော်အပြက်ပင်မဲ့အထင်းတော့မသိနိုင်ကွာဟုတ်လားမိုက်တာပေါ့ငါလည်းဂျင်းစော့ဂျင်းနေရနဲ့အတော်ပဲမင်းကဘာကိစ္စနဲ့ဂျင်းစော့ဂျင်းရတာလေဟာငါလည်းစစ်ပတ်ထွက်ကျင်လို့ပေါ့ဟာအမလေးဟဲ့စစ်ပတ်ရှူနဲ့လာတွေ့နေတယ်သူတို့ပြောနေရမပြီးနိုင်တဲ့အတွက်ကိုချက်ကြီးကကဲခလေးတွေဝင်မယ်ဆိုလဲဝင်ကြမယ်လေကွာကျုပ်စော့ကျင်လာပြီဗျကိုချက်ကြီးကဘာစော့ကျင်တာလဲဗျကျုပ်လက်မောင်းကြက်သားကြီးတင်းနေအောင်ဝေတုံးမကျင်တာဗျအခုလိုဂျင်းကြီးတစ်ခုလုံးကိုရှိရောက်နေတော့ဝင်ပြီးစော့ကျင်နေပြီဒါနဲ့နေပါအောင်ငပိန်နေရပါလို့ဒီကိုလာရတာလေငါတိုင်းဆော့ဖို့ပေါ့ဟာတိုင်းဆော့ဖို့အတွက်ဒီနေရာအကောင်းဆုံးပဲလေဩနေတိုင်းဆော့ဖို့အတွက်ငါတို့ဒီတရေချောက်တဲ့ဂျင်းကြီးစီကိုခေါ်လာတယ်ပေါ့ဟုတ်လားနင်တို့လည်းဂျင်းဆော့လို့ရတာပေါ့မိဝိုင်းမရဲ့
တစ်ချက်ကုန်နှစ်ချက်ပြက်လေကိုချက်ကြီးကျွန်တော်တို့ကိုစောင်းလေးပါလိမမပြီးတော့ဘူးလားဗျကျုပ်တယောက်လုံးပါနေရအောင်ဘာဆောင်လို့မှလဲကွလာသွားမယ်တရေမှန်တယ်များကျုပ်ကာခွေပေးမယ်ဒီလိုနဲ့ပိုတူတို့တွေဂျင်းပြက်ကြီးတွေကိုဝင်လာကြတယ်ဂျင်းပြက်ကြီးတွေကိုရောက်တဲ့အခါမှာမိဝိုင်းမကဟဲပစ္စည်းတွေကအကုန်အကောင်းကြီးတွေပဲနော်ငါမပြောဘူးလားအကုန်ကောင်းပါတယ်လို့တရေအရန်ကြောက်လို့ဘသူမှလာမတိရဲကြတာပဲရှိတာဘယ်လိုကြောက်လို့လဲငပင်ရဲ့ကျွန်တော်အင်တာနက်မှာရှာလို့ရသမျှကတော့တပတ်လူကိုကြောက်တာမဟုတ်ပဲနဲ့သူတို့ဘာသာသူတို့ကျင်းစော့နေရအောင်လူတွေကမြင်ပြီးကြောက်ကြတာဗျအဲ့လိုကနေတရေကြောက်တယ်ဆိုပြီးနာမည်ကြီးသွားတော့တာပဲတဲ့အဲ့လိုပြောပြီးငပိန်လေးဂျင်းလေးကလက်ဝဲတူတဲ့တရိတ်ကိုရှာပြီးခြေသက်သွားလေးကျင့်နေရတယ်ရော့ကဲကွာကဲကိုချက်ကြီးကတော့ကိုရန်တော်အနေနဲ့တရေတွေကိုစောင့်ကြည့်ရင်ဝေတုံးမနေရောတာပါဒီကအပြန်ကျုပ်ရဲ့လက်မောင်းကြွက်သားကြီးလှနေရမယ်ချက်ကြီးလှုပ်ထားကွာတော်ဘောကစားနေရင်ကချက်ကြီးကိုလမ်းပြီးတယ်ကိုချက်ကြီးတရေလာနေပလားဗျကိုချက်ကြီးကလေဝေတုံးမနေရကအခုတက်တီတော့အာယုံမရသေးဘူးကွမလာသေးဘူးတင်နေဟဲ့ဒီမှာစားခတ်တာတွေ့တယ်ဂျင်ဖွင့်ချိန်နဲ့ဂျင်ပိတ်ချိန်နဲ့မနေ့6မိုင်ကနေနေ့လယ်12နာရီဟိုနေ့လယ်3နာရီကနေည9နာရီထိတယ်ဟာအခုကဘယ်နှစ်နာရီလဲမိဝိုင်းအခုက3နာရီထိုးပြီးကိုချက်ကြီးဒါဆိုရင်သတိထားကြတော့သူတို့လာတော့မှာဟိုသူတို့ဆိုတာဘာတူလဲဗျဂျင်တရေတွေကိုပြောတာပေါ့ကွသူတို့စကားမဆုံးလိုက်ခင်မှာဂျင်ထရိနာတရေကတပတ်ကိုပခုံးမှတင်လို့ဂျင်ထဲကိုဝင်လာတယ်သူနောက်မှလေးဂျင်စောမေးမတင်လာလို့မရှင်လာလို့ညီမနှစ်ယောက်ပါလာတယ်ဂျင်ထရိနာတရေကကဲဒီနေ့မတင်လာဘာစော့မှာလဲထုံးစံအတိုင်းတင်မဲစော့မယ်ဆရာညီမကတော့ရင်မဲစော့မယ်ဆရာအဲ့ဒီအချိန်စစ်ဘက်တရေလေးရောက်လာတယ်ဟာလူတွေတော့စုံနေပါရောလားကျွန်တော်နောက်ကျနေပြီထင်နေဆရာဘာဆုံးလို့လဲညီလေးကနောက်မကြသေးပါဘူးဆရာတို့ပဲရှိသေးရပါဟိုမလေးဆရာလေအနောက်မှာ9ယောက်တောင်ရောက်နေရကိုဗျအဲ့ရောမှဂျင်းထရိနာတရေလေးဖိုးထူးတို့ကိုမြင်သွားတယ်ထရိနာကအစ်စ်လေးတွေတင်နေဝင်စော့နေကြလားမသိဘူးနေရောဆရာသွားကြည့်လိုက်အောင်ဖိုးထူးတို့အားလုံးကလည်းဂျင်းစော့ကျင်တာနဲ့တရေတွေလိုဟန်ဆောင်ပြီးနေလိုက်ကြတယ်ဂျင်းထရိနာတရေကသူတို့နာအောင်ရောက်လာတယ်မင်းတို့ကဘယ်ရလဲကွာဘာလို့ဒီတဲ့ကိုဝင်လာလဲဟိုကျွန်တော်တို့ကခီးသွားတရေတွေပါဂျင်းကိုတွေးလို့ဝင်စော့ကြတာပါဗျတရေဆိုရင်တော့ရပါတယ်လူဆိုရင်တော့မရဘူးစော့ကြလေးစော့ကြလိုအပ်တာရှိရင်တော့ကျွန်တော်ကိုပြောပါဗျအဲ့ဒီအချိန်ကပိန်ကချက်ကြီးကိုစကျင်တာနေထရိနာကြီးဒီကကျွန်တော်ကထရိနာကြီးတို့လိုဘော်ဒီတောက်ကျင်တာလေးဗျအဲ့ဒါနည်းနည်းတော့ကူညီပေးပါအောင်ဗျာထရိနာတရေကလည်းသူ့ရဲ့ဘော်ဒီကိုညှစ်ပြတယ်အော်ကျွန်တော်လိုဘော်ဒီတောက်ကျင်တာလားဗျဟိုဒါကလွယ်တော့မလွယ်ဘူးနော်တော်တော်ဆော့အောင်ပါဒီကခီးသွားတွေဆော့နိုင်မှာမလားဟိုဆော့နိုင်တဲ့ထရိနာကြီးကျွန်တော်ကအဲ့လိုကြမ်းမိရမ်းမိဆိုမှကြိုက်တာဗျဟဲ့ငါပိန်တော်တော့နော်အင်းမအဲ့ဒါဆိုလေဟိုဘက်မှာကျွန်တော်လူတွေကိုလေ့ကျင့်ခန်းလုပ်ပေးပြီးရင်တော့ဒီဘက်ကိုပြန်လာပြီးတင်ပေးပါမယ်အဲ့ဒါနဲ့ထရိနာတရေလဲထွက်သွားတယ်ချက်ကြီးကဟဲ့ငါပိန်မင်းဘာတွေရှောက်ပြောနေရလဲကွကိုချက်ကြီးကိုကောင်းစေချင်လို့ပါဗျဟဲ့နေဟိုမှာကြည့်စစ်ပတ်တရေကွငါအဲ့လိုစစ်ပတ်ထွက်ချင်တာကွသိလားအေးစစ်ပတ်မထွက်ပဲနဲ့လေသူ့လိုအသက်ထွက်သွားအောင်ငပိန်ကတဲအိတ်ကိုကန်ရင်းနေဘလို့လဲသဘောကျကြရင်လားအေးသဘောကျပါလေကွကစားစရာတွေလည်းစုံနေစော့လို့လည်းကောင်းနေနောက်ပြီးထရိနာကလေသဘောကောင်းမဲ့ပုံပဲကွမင်းလို့ကျုပ်တော့တရေနဲ့လေးကျင်ကန်လောက်ရအောင်တရေဆိုရင်မင်းတို့ကသဘောကောင်းနေနော်သဘောကောင်းမှာဗောဟဲ့ငါတို့လူတွေမှန်းမှာမသိတာငါတို့လူမှန်းသိရင်ဘာလုပ်မယ်လို့နေတင်လဲလူမှန်းသိရင်ငါတို့သူ့ခန္ဓာကိုယ်ကြီးနဲ့ဖိတန်မှာဟေးဖိတန်မှာဟဲ့တော်နေတော့ဟိုမှာထရိနာတရေလာနေပြီထရိနာတရေလေသူတို့နာရှောက်လာတယ်ကြာသွားလား sorry ပါဗျဟိုဂျင်းမလူစုံနေလို့ဟိုမားလို့တရေစုံနေလို့ဒါနဲ့ခုနက brother ဘာဆော့ကျင်တာဟိုမဆဲပါမဆဲထရိနာလေချက်ကြီးကိုကြည့်လိုက်တယ် brother တော်တော်ပိန်တာပဲ
မောင်ဆယ်ထွက်ဖို့ဆိုရင်နေတိုင်းလာဆိုမှဖြစ်မယ်ဗျ။ဗမာနေရလေဝေးလား။ဗျာ။အော်ဗမာနေရလေဆိုတော့ဟိုတင်းချိုင်းမှာပါဆရာ။ဘယ်တင်းချိုင်းလေးဗျ။အဲ့ဒီအချိန်ဖိုးတူပါကျွန်တော်တို့ကခီးသွားနေဆိုတော့နေရာအတီးတခြားတော့မရှိဘူးဗျ။ဒီလိုပဲလျှောက်သွားနေကြတာ။တွေ့တဲ့နေရာကကျွန်တော်တို့အိမ်လိုပါပဲ။အော်ဟုတ်ပါပြီ။ညီလေးတို့ကတော့ဒီတိုင်းဆော့လိုက်ကြအောင်နော်။ဘရာသာကိုပဲတေချာပြောပြလိုက်တော့မယ်။သိရတာပေါ့ထရိနာကြီးဟာကျွန်တော်တို့ကိုပဲထရိနာကြီးလို့မဆယ်ရင်နဲ့ဖြစ်အောင်ကူညီပေးပါအောင်ဗျ။ကောင်းပါပြီ။ဒီလိုဆိုရင်တော့လေကျွန်တော်အစွမ်းကိုကူညီပေးပါမယ်။မိန်းကလေးမလို့တရေမလေးတွေဝမ်းဝဲလည်နေစီရမယ်ဗျာ။ကဲဒါဆိုရင်စပြီးလေ့ကျင့်အောင်ကျွန်တော်လည်းလိုက်ခဲ့ပါဗျ။ချက်ကြီးလဲလန့်သွားတယ်။ဗျာဘယ်ကိုလဲဗျ။ဟောဘရာသာပဲမဆယ်ထွက်ကျင်နေဆိုအလေးမအောင်ပါဗောဗျ။ဒီဝိတ်လောက်နေရအစင်မပြေဘူး။ဝိတ်ကိုထားခဲ့လိုက်။အလေးမတဲ့နေရဟိုဘက်မှာဗျ။ကျွန်တော်လည်းလိုက်ခဲ့။အိုးဖြစ်ပါမလားဗျ။ကျွန်တော်နည်းနည်းဖြစ်ပါတယ်လိုက်ခဲ့စမ်းပါကျွန်တော်တေချာတင်ပြီးမှာဆိုတော့ကျွန်တော်တင်ပြီးတဲ့အတိုင်းစော့အောင်မေးဗျကဲကိုချက်ကြီးကောင်းကောင်းကစားဗျညနေကျရင်ပြန်ကြမယ်ငပိန်မင်းနဲ့ကြုံအပြန်မတွေ့မှာဒီလိုနဲ့ချက်ကြီးလေထရိနာနဲ့တူအလေးမဆက်ရှိရဲ့နေရာကိုထွက်သွားတယ်မင်းကတော့လေကိုချက်ကြီးကိုညှောက်လိုက်ပြန်ပြီညှောက်တာမဟုတ်ပါဘူးကွတကယ်ကိုမာဆယ်ထွက်စီကျင်တာပါမာဆယ်မထွက်ပဲနေဤထွက်နေမှာဖြစ်တပတ်မှလည်းချက်ကြီးကဝင်းမတဲ့နေရာကိုထရိနာတင်းနဲ့အတူပါသွားတယ်။ကဲဒါအောင်မကြည့်အောင်ချက်ကြီးလည်းသူ့ရှိမှမြင်နေရတဲ့ဝေတုံးကိုမြင်ပြီးတော့လန့်သွားတော့တယ်။ဗျာဒါကြီးကိုမမလားဗျ။ဟုတ်တယ်လေဒါမှဘရာသာကျွန်တော်လိုဖြစ်မှာပေါ့ဗျ။ကျွန်တော်ဘာသာကျွန်တော်ဟိုလေးပဲမနေလိုက်တော့မယ်လေ။အဲ့ဒါမထိရောက်ဘူးဒါမှထိရောက်မှာဗျ။အလေးပြပြီးတေးသွားမှစိုးလို့ပါ။ဟုတ်ဗျာတေးလဲပါဖြစ်လေတေးပြီးသားပဲဟောမကြောက်နဲ့ချက်ကြီးလေအလေးတုံးကြီးကိုမကြည့်လိုက်တယ်အမလေးလေးလိုက်တာဗျာအဆောင်မှုပါဗျနောက်ဆိုလေဘော်ရီကဒီဝိတ်ကိုနိုင်သွားမှာမနိုင်မင်းနဲ့ကျွန်တော်လည်းကျိုးသွားရင်ရောဆရာမကျိုးပါဘူးဗျာကျိုးလေတေးရဲ့ပဲပြန်ဆက်လို့လွဲပါတယ်ဗျလူတွေလုံးမမဟုတ်တာကဲဒါကိုဆဲကဆော့မယ်နော်ချက်ကြီးမျက်လုံးပြူသွားတယ်ဗျာဆဲကဟုတ်လားဒီလိုနဲ့ချက်ကြီးလေးအလေးတော့မနိုင်မနှင်းကြီးကိုမလို့နေတာပါဆဲကမပြီးတဲ့အခါမှာထရိနာတရေကဒီနေ့တော့ဒီလောက်ပဲဗျပြန်ချင်ရင်ပြန်လို့ရပြီနော်ချက်ကြီးလေးပျော်သွားတယ်ကျေးဇူးပါဆရာပြန်လို့ရပါပြီမနေ့ပြန်ကြရင်ထက်လာခင်နော်ဒါမျိုးအခါ20မရမယ်ဗျဗျာအခါ20ဟုတ်လားဗျဘာလို့လဲနဲလို့လားအစားကတော့ဒီလောက်ပဲမရအောင်မေးဗျလက်ကကြွတာမနိုင်သေးဘူးလေထရိနာတရေလေးပြောပြီးထွက်သွားတယ်အိမ်နောက်တော့ချက်ကြီးနားကိုဖိုးထူးတို့ရောက်လာကြတယ်ချက်ကြီးလက်တွေဝိမထားရတာဆိုတော့တုံနေရပါတုတ်ပေါ်ကကိုချက်ကြီးလက်တွေကဘာလို့တုံနေရလဲဗျမတုံမင်းနေမလားကွဝိမထားရတာကြီးလေးလိုက်တာဟာကိုချက်ကြီးခဏလေးပဲကစားတာကိုမာဆယ်တွေထွက်လာတယ်လို့ပဲနော်ဗျအေးငပိန်မင်းနဲ့ကြုံရွာရောက်မှတွေ့မှာလာအခုပြန်ကြမယ်ထရိနာဆရာကြီးကမနှက်ပြန်လေပြန်လာခဲ့ဦးနေဗျကျွန်တော်တိုင်ကိုသူကြည့်ပေးမယ်တဲ့အေးမနှက်ပြန်ဆိုရင်တော့မင်းတယောက်တည်းပဲလားကျုပ်တော့မလိုက်ဘူးချက်ကြီးလေးပြောပြီးတော့ဂျင်မြင်ဘက်ကိုထွက်သွားတယ်ဘယ်လိုနဲ့ဖိုးထူးတော့လေတရေကြောက်ပါလေဆိုရင်ဂျင်ကြီးလေးကနေတရေတွေနဲ့ကြီးသူဆော့ပြီးတော့ပြန်လာခဲ့ကြတော့တယ်